ကတော့ကျွန်တော် Unia camera ပေါ့နော် Unia S3 Panda CCTV camera ချိန်နီးလေးပေါ့နော်ကင်မရာစချိန်ပြန်ဆိုရင်ကျွန်တော် flat ထိုးလိုက်ပေါ့နော် memory card ထည့်ရမှာ memory card ထည့်မှာဆိုရင် memory card ထည့်ရပါကနေမှာပေါ့နော်ဒါ memory card ထည့်တဲ့ပေါ့နော် memory card လေးတည်းထိုးလိုက် easy လေးဖြစ်တယ်ဆိုရင်သူကထည့်လိုက်ရင်ဝင်သွား easy မဖြစ်ပဲထောက်နေဆိုတော့ထည့်လို့မရဘူးနော်မပြောင်းထည့်လိုက်ပေါ့ဒါဆိုရင်ဒီပြားလေးလင်းလာမှာပေါ့နော်ဒီပြားလေးလင်းလာပြီဆိုကျွန်တော်စချိန်ပါပေါ့နော်ချိန်မယ်ဆိုရင်ဒီမှာ application နဲ့ဝင်မှာနော် application နဲ့ဝင်လိုက်မယ် application ရတာကျွန်တော်တို့ကအကောင့်ဖွင့်ပြီးသားပေါ့နော် register လုပ်ပြီးသားပေါ့ဒီ Unique application နဲ့တော့ပေါ့နော်စချိန်မယ်ဆိုကျွန်တော်တို့မှာ device ကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးရင်ကင်မရာဖင်လေးကို scan ဖတ်လိုက်ပေါ့ဝင်သွားပြီပေါ့နော်ဝင်ဆိုရင် okay နှိပ်လိုက်ပေါ့နော်ချိန်တော့ကျွန်တော် VPN ပိတ်ထားရမယ်နော် VPN ဖွင့်ထားလို့မရဘူး mobile internet ပဲဖွင့်ထားလို့မရဘူးအိမ်က Wi-Fi ကိုပဲချိန်ထားပြီးရင် setup ပေါ့နော် setup ပြီးတော့ integrator flash ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်မင်းကျွန်တော် ready to connect ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင် Wi-Fi ရွေးချက်လိုက်ပေါ့ Wi-Fi ကတော့ကိုယ့်ရန် Wi-Fi ကိုရွေးချက်လိုက်ပေါ့နော်ကိုချိန်မဲ့ Wi-Fi ပေါ့ဒီမှာပြီးရင် Wi-Fi password ထည့်ပေါ့ Wi-Fi password ထည့်ပြီးရင် Wi-Fi password တော့မှန်အောင်ထည့်ပေါ့နော်ဒါကျွန်တော်ထည့်ပြီးသားဆိုတော့တန်းပေါ့နေ Wi-Fi password မှန်အောင်ထည့်ရမယ် Wi-Fi password မှားရင်မချိန်ဘူးပေါ့နော်သူကပြီးရင်ကျွန်တော်က connect နှိပ်လိုက်ပေါ့နော်ပြီးရင် okay နှိပ်လိုက်ပေါ့နော် Connecting network. Please wait. တန်း online ပေါ့ Network connected. Adding the device to cloud. ဒါဆို connect ဖြစ်သွားပြီပေါ့ connected ဖြစ်သွားပြီ The device has been added to cloud. ပြီးရင် okay နှိပ်လိုက်ပေါ့နော်ဒါ device name တွေပါလေချိန်ရင်လည်းချိန်လို့ရမချိန်လည်းရတယ်နော်ပြီးတော့ okay နှိပ်လိုက်ပေါ့ DST မှုကတော့ off ပေးထားရမယ်နော်ဒါစံတော်ချိန်လွဲမှာဆိုလို့ off လုပ်ထားပြီးတော့ on ထားတယ်ဆိုပြန် off လိုက်ပေါ့နော်ပြီးရင် okay နှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော် okay နှိပ်လိုက်ပေါ့နော်ဒါဆိုအယုတ်ပေါ်လိုက်ပေါ့နော်နောက် CDB ကို play လိုက်ပေါ့နော်ဒါဆိုကြည့်လို့ရပြီပေါ့နော်အမှားလှည့်မယ်ဆိုရင်ဒီ PDZ ဆိုတာလေးကိုထောက်လိုက်ပေါ့နော်ထောက်ပြီးတော့ဒါကိုလက်ကျင်တဲ့ဘက်ကိုလှည့်လို့ရတယ်ပေါ့နော်အောက်ဆိုလည်းအောက်ပေါ့နော်ရုပ်ထွက်ကတော့ကောင်းပါတယ်နော်ပေါ်အောက်လည်းရတယ်ဘေးပညာလည်းရတယ်ပေါ့နော်ဒါ360လှည့်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဘာရှိမလဲဆိုရင်ဒါဆိုပြန်ဖြတ်လိုက်ပေါ့နော် playback ရှိမှာပေါ့နော် playback ကိုကြောက်မယ်ဆိုဒါ record ပြန်ကြည့်မယ်ဆိုရင် playback ပေါ့နော် playback ကဒီမှာအပြောင်တန်းလေးတွေရှိတယ်အပြောင်တန်းလေးတွေရတော့ record တွေပေါ့ဒါကိုကြည့်ချင်တဲ့အချိန်နာရီကိုအတိအကျပြန်ကြည့်လို့ရတယ်မနေ့ကဟာကြည့်မယ်ဆိုရင်ဒီမှာ today လေးကိုထောက်လိုက်ထောက်ပြီးကိုကြည့်တဲ့ date ကိုရွေးချက်လိုက်ပြီးရင်ကြည့်လို့ရတယ်ပေါ့နော်ဒါတော့ record ကြည့်တာပေါ့နော်ပြီးဒါ live view ပြန်သွားတယ်ပေါ့ဒါကိုလက်ရှိ live view ပေါ့နော်ဒီ record ကကြတော့ဒါဖုန်းထဲကိုတိုက်ရိုက် save တာပေါ့နော်တကယ်လို့ကိုလိုချင်တဲ့အပိုင်းတိုလေးရှိတယ်ဆိုရင်ဒါဟောဖြစ်အောင်ပေါ့နော်ဟိုဖုန်းထဲမှာတိုက်ရိုက် save တာပေါ့ဒါဆိုတော့မပြောက်တော့ဘူးပေါ့စကားပြောမှဆိုရင်ဒီ mic လေးကိုထောက်ပြီးတော့ပြန်လည်မျိုးလို့ရမယ်sleep mode ကမနှိပ်အောင် sleep mode နှိပ်လိုက်ရင်တော့ CCTV ဒါရက်လိုက်တာပေါ့နော်ဒါ snapshot ကတော့ဟိုပါပေါ့ဟာလေတော့ဓာတ်ပုံရိုက်တာပေါ့ဖုန်းထဲကိုပဲတန်းသိမ်းတာပဲအဲ့လိုဟာမယ်နော်ပြီးတော့ကင်မရာ setting တွေရှိပါမှာနော်အဲ့မှာကြဲကြဲလေးကြည့်မယ်ဆိုဒီလိုလေးထောက်လိုက်နော်ဒါကြဲကြဲလေးကြည့်ဒါကင်မရာ view ကိုကြဲကြဲကြည့်ကြည့်လို့ရတယ်နော် zoom ဆွဲကြည့်လဲကြည့်လို့ရတယ်နော် zoom လေးပါလဲဆွဲကြည့်လို့ရတယ်ဒီမှာကျွန်တော်ကဘတ်နဲ့ပြန်ထွက်လိုက်ပါနော်ဒီကင်မရာ setting တွေကတမတာရှိမှာ